နိုင်ငံတော်အာဏာကိုမတရားသိမ်းပိုက်ဖို့ကြံစည်နေတဲ့အမတ်ချုပ်ကြီးကြောက်ချွန်ဟာမနက်ဖြန်မင်္ဂလာပွဲမှာမေတော်ကြီးနဲ့ဧကရစ်ကိုအစိတ်ခတ်သက်ပြီးကျမ်းမိသားစုအပေါ်အပြစ်ပုံချဖို့ရက်စက်တဲ့အကြံဆိုးကြီးစီစဉ်နေပါတယ်။မေတော်ကိုတန်းတက်ပြီးငိုယိုနေတဲ့ညံရီမပြည့်တဲ့မင်းသားငယ်ကိုတောင်မနက်ဖြန်ဆိုမင်းဧကရစ်ဖြစ်ပြီးထက်ငိုရင်ရှာဖြတ်ပစ်မယ်လို့ချင်းချောက်ပြီးတနိုင်ငံလုံးကိုသူ့လက်အောက်သွင်းဖို့အားရပါရရင်မောနေတာပါ။ဒီကြောက်စရာကောင်းတဲ့သတင်းဆိုးကိုအသက်နဲ့ရင်ပြီးသတိပေးဖို့ထွက်ပြေးလာတဲ့အစေခံလူငယ်ဟာနောက်ကလိုက်လာတဲ့သွေးအေးလူသက်သမားတွေရဲ့အလင်းတန်းများချက်ကြောင့်ခြေထောက်ကိုထိမှန်ကသွေးအိုင်ထဲဒူးထောက်လဲကျသွားခဲ့ရပါတယ်။လူသက်သမားကကြွက်စုပ်လေးအပြေးမြန်သားပဲနောက်ဘဝရောက်ရင်နားပိတ်ထားလိုက်တော့လို့ရွှဲဆောင်ပြောပြီးဓာတ်နဲ့ခုတ်ပိုင်းမဲ့ဆဲဆဲမှာပဲအစေခံလူငယ်ဟာနောက်ဆုံးအားဆိုင်ပြီးတွေးဆိုးနေတဲ့စာလေးကိုအခန်းပြတင်းပေါက်ထဲအရောက်ပြသွင်းကမင်္ဂလာဝိုင်ထဲမှာအစိတ်ပါတယ်ဆိုပြီးအော်ဟစ်သတိပေးသွားခဲ့ပါတယ်။မင်္ဂလာဝတ်စုံဝတ်ဆင်နေတဲ့မိဖုရားလောင်းကျန်းဝမ်နင်းဟာအဲ့ဒီတွေးဆိုးနေတဲ့စာကိုဖတ်လိုက်ရချိန်မှာကြောက်ချွန်ရဲ့ရုပ်မာတဲ့ထောင်ချောက်ဆင်မှုကိုချက်ချင်းသဘောပေါက်သွားပါတယ်။ထိုင်ပြီးအသေးခံမဲ့အစားတူတူသေးရင်သေးပါစေတော့တရေတစီဖြစ်သွားရင်တော့ကြောက်ချွန်ရဲ့အသားတုံးကိုကိုက်ဖြတ်ပစ်မယ်ဆိုပြီးမျက်ရည်တွေကြားကနေဒေါသတကြီးကျုံသွားလိုက်ပါတယ်။အနီရဲဆုံးဝိယုံကိုဝစ်ပြီးအယုတ်မာဆုံးလူကိုတက်ပစ်မယ်လို့ဆုံးဖြတ်လိုက်တဲ့ဝန်နှင်းဟာအလှပြင်စားပွဲအဆွဲတဲ့ကအစိတ်ခတ်ထားတဲ့ဓာတ်မြောင်ကိုထုတ်ယူကလက်အင်ကြီးဝိယုံအောက်မှာလှုပ်ဝက်ဝက်သိမ်းလိုက်ပါတယ်။ခြေလန်းဆယ်လန်းအတွင်းမှာအမတ်ချုပ်ကြီးကိုအသေးသက်နိုင်ရင်မိဖုရားဘဝနဲ့ရင်းရကျိုးနဲ့တယ်လို့သူမှတွေးထားတာပါ။ဒါပေမဲ့လည်းအလှပြင်မှန်ရှိမှထိုင်နေရင်ခစ်တစ်ကဘာကချစ်သူရှန်ရွန်ပေးခဲ့တဲ့အချိုရည်ပလင်းဖုံးလေးကိုရင်ဘတ်မှာဖိတက်ကရှန်ရွန်ငါ့ကိုလာမရှာပါနဲ့တော့တောင်းပန်ပါတယ်လို့တီးတိုးရည်ယူရင်မျက်ရည်မစဲနိုင်အောင်ဖြစ်နေရပါတယ်။အဲ့ဒီအချိန်မှာပဲအစီခံတွေကမင်္ဂလာချိန်စီပြီဖြစ်လို့ထိုက်ဟိုခမ်းမဆောင်စီထွက်ခွာဖို့လာရောက်ခေါ်ဆောင်တာကြောင့်ဝန်နှင်းဟာမျက်ရည်တွေကိုအမြန်တုတ်တင်ပြီးခေါင်းဆောင်တယောက်ကိုတီကြီးစွာဆင်မြန်းကတေမင်းတမန်လန်းစီရှောက်လန်းသွားပါတော့တယ်။တကယ်တော့ခစ်တစ်ကဘာမှာရှိတဲ့သူမရဲ့ချစ်သူရှန်ရွန်ဟာလည်းဝန်နှင်းကိုကယ်တင်ဖို့အတွက်ရေခဲတစ်တာပုံစံအချိန်ခီးသွားစက်ကိုရိန်စော်ကအပြင်းထန်ကြိုးစားဖွင့်လှစ်နေတာပါ။ဒေါ်လာ3 သန်းတောင်အကုန်ကျခံထားတာပွင့်ဆန်းဆိုပြီးအော်ဟစ်ကတကားကိုအတင်းဆွဲဖွင့်လိုက်ပါတယ်။ဒါပေမဲ့ဓာမီနဲ့ထိုးကြည့်လိုက်တဲ့အခါမိုးကြိုးမုန်တိုင်းထန်နေတဲ့တင်ញိုင်းဟောင်းကြီးစီကိုပဲလမ်းပေါက်နေတာတွေ့လိုက်ရပါတယ်။ကြောက်ချွန်ကရှေးဟောင်းရည်တွင်းကိုကြောက်တုံးတွေနဲ့ပိတ်ဆို့လိုက်တာကြောင့်နေရာလွဲချော်သွားပြီးဝန်နှင်းအန်ရကြီးနဲ့ရင်ဆိုင်နေရပြီဆိုတာသူချက်ချင်းရိပ်မိသွားပါတယ်။ရှေးခေတ်ဧကရစ်ရဲ့အာဏာကိုခင်မီစက်မှုနည်းပညာရဲ့စွမ်းအားနဲ့အပြတ်အသက်ချေမှုန်းပြမယ်လို့ကြုံဝလိုက်တဲ့ရှန်ရွန်ဟာဒေါ်လာတန်းကြီးထည့်ထားတဲ့လက်ဆွဲတစ်တာကိုဆွဲပြီးဒရုန်းငါးရမ်းနဲ့ကိုတောင်စီအမြန်ပြေးသွားပါတယ်။ကိုတောင်ပိုင်ရှင်လောင်ကျင်းရဲ့စပွဲပေါ်ကိုငွေတွေပုံပေးလိုက်ပြီးဆိုင်ထဲကအကောင်းဆုံးပစ္စည်းတွေအကုန်ထုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ရှန်ရွန်ကပထမဆုံးအနေနဲ့နေကင်းကြောင်တောင်မှာမီတာ100ကျော်အထိထင်ရှားစွာပြသနိုင်တဲ့လူမင်းတသိန်းအားဂျာမနီထုတ်သုံးလေဆာပရိုဂျက်တာကိုယူမယ်လို့အမိန့်ပေးလိုက်ပါတယ်။ဒုတိယအချက်အနေနဲ့အပြင်ထွက်ပြန်တန်းနိုင်တဲ့ drone အစီး200ကိုနိုင်ဝက်အတွင်းကောင်းကင်ယံမှာအေယာမရွှေချက်ဝတ်နက်စစ်တီတော်ကြီးပုံရိပ်နဲ့ကောင်းကင်မျက်လုံးကြီးအဖြစ်အသက်ဝင်လှုပ်ရှားအောင် program ရေးဆွဲခိုင်းလိုက်ပါတယ်။ငွေထုတ်ကင်ထားတဲ့ကွန်ပျူတာပညာရှင်ကလည်းလူတွေကိုလက်ဖြတ်သွားစေမဲ့လှုပ်ရှားမှုပုံစံတွေကိုချက်ချင်းဖန်တီးပေးလိုက်ပါတယ်။တတိယအချက်အနေနဲ့2 ကီလိုမီတာပတ်လည်ကမှန်တွေကိုတောင်ကွဲကြေသွားစေနိုင်တဲ့အတန်ချက်ဆက်ကြီးစားကြီး10 လုံးနဲ့မီကိုငွေဆက်တွေရေခဲချောက်တွေကိုပါကားပေါ်အပြည့်တင်ဆင်လိုက်ပါတယ်။ရန်သူတွေရဲ့နားစီတွေကွဲထွက်သွားအောင်အတန်လိုင်းနဲ့တိုက်ခိုက်ဖို့အားလုံးကိုအသင့်ပြင်ဆင်လိုက်တာပါ။ပညာရှင်က program အားလုံးအဆင်သင့်ဖြစ်ပြီဖြစ်ကြောင်းတက်ဘလက်ကိုလွှဲပေးလိုက်တဲ့အခါရှန်ရွန်ကကောင်းတယ်ဒီကိစ္စသာအောင်မြင်သွားရင်မင်းအတွက်ဘဝ80စာကုသိုလ်ရသွားပြီလို့ပြောလိုက်ပါတယ်။အချိန်ခီးသွားတကားပေါက်ကလျှက်စစ်မီးပွားတွေပွင့်ထွက်ပြီးတိတ်မခံတော့တာကိုတွေးလိုက်ရတဲ့ရှန်ရွန်ဟာချစ်သူကိုသွားခဲ့ဖို့အတွက်စမတ်ကြတဲ့အနောက်တိုင်းဝတ်စုံနှက်ကိုတက်တက်ရက်ရက်လဲလဲဝတ်ဆင်လိုက်ပါတယ်။မင်္ဂလာပွဲဖြတ်ပြီးသူတို့သမီးကိုလူယူမှဖြစ်လို့လူရည်တန်းတန်းဝတ်ဆင်ရမယ်ဆိုပြီးကြော်ဖို့အိတ်ကိုလွှဲလိုက်တာပါ။ဝန်နှင်းငါ့ကိုစောင့်နေတော့ဆိုပြီးကားဆက်နိုးကရှေးခေတ်မဟာကျင်းတိုင်းပြည်စီအရှိန်ပြင်းပြင်းနဲ့မောင်းနှင်ဝင်ရောက်သွားပါတော့တယ်။တစ်ဖက်မှာတော့ရှေးခေတ်မြို့တော်လမ်းမကြီးပေါ်မှာစစ်တီတွေခြံရံထားတဲ့ရွှေရထားလုံးကြီးဟာထိုက်ကိုခမ်းမဆောင်စီဥတီသွားနေပြီးတက်မှုကအချိန်မီမရောက်ရင်အားလုံးခေါင်းဖြတ်ခံရမယ်လို့ကြားဖို့နဲ့ရိုက်ကအပြင်းထန်အော်ဟစ်နေပါတယ်။ထိုက်ဟိုရင်ပြင်မှာကြောက်ချွန်ကမာနထောင်လွှားစွာရက်ဆောင်နေပြီးရထားလုံးပေါ်ကဆင်းလာတဲ့ဝန်နှင်းကိုတွေ့တာနဲ့မင်းသားငယ်က9 ရက်လှပတဲ့မိန်းမလေးလာပြီဆိုပြီးကလေးလိုပြေးလာပြီးမေတော်ကြီးကတားဆီးလိုက်ပါတယ်။အဲ့ဒီနောက်ကြောက်ချွန်ကမင်္ဂလာအချိန်ကြာရောက်ပြီဖြစ်လို့မင်းသားနဲ့မိဖုရားမင်္ဂလာဝိုင်တောက်သုံးဖို့ကမ်းပေးလာတဲ့အခါဝန်နှင်းကမေတော်ကြီးနဲ့ဧကရစ်တို့အရင်တောက်ဖို့ပြန်လဲစိန်ခေါ်လိုက်ချိန်မှာမေတော်ကြီးအကြီးအကျယ်ဒေါသထွက်သွားပြီးအငင်းပွားမှုတွေအထုပ်ထိပ်ကိုရောက်ရှိသွားပါတော့တယ်။နန်းတွင်းထဲမှာမင်းကလေးကိုအစိတ်တောက်ခိုင်းပြီးမျိုးနွယ်စုတစ်ခုလုံးကိုတက်ပစ်ဖို့ကြံစီနေချိန်မှာကောင်းကင်ကြီးရုတ်တရက်အမှောင်ဖုံးသွားပါတယ်။အမတ်ကြီးကြောက်ချွန်ကမိဖုရားကျန်းဝမ်နှင်းကိုအစိတ်ခွက်အတင်းထိုးပေးနေပေမဲ့သူမကတော့အသေးခံပြီးလက်တုပ်ပြန်ဖို့ဓာတ်ကိုတိတ်တဆိတ်ဆုပ်ကင်ထားခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိတာကမျောစင်ပေါ်မှာခစ်တစ်လူငယ်ရှန်ရွန်ရောက်နေပြီးတက်ပလက်နဲ့ drone တပ်ဖွဲ့ကိုလှုပ်ဝက်ထိန်းချုပ်နေတာပါ။စစ်တီတွေအတန်ကြားလို့လေးများတွေနဲ့ချိန်ရွယ်လိုက်ချိန်မှာပဲရှန်ရွန်ကမီးကိုဘုံတွေနဲ့ drone တွေကိုကောင်းကင်ပေါ်လွှတ်တင်လိုက်ပါတယ်။နန်းရင်ပြင်တစ်ခုလုံးမီးကိုတွေဖုံးလွှမ်းသွားပြီးကောင်းကင်ထက်မှာ drone တွေရဲ့တုံးအလင်းတန်းနဲ့အတူရွှေရောင်ဝတ်စုံဝတ်နက်မင်းကြီးရဲ့ကိုယ်ရဲကြီးပေါ်ထွက်လာပါတယ်။အမတ်ကြီးကြောက်ချွန်တဲ့စစ်တီတွေဟာကြောက်လန့်တကြားမျက်စိတွေမိတ်ပြီးနတ်ဖရားရဲ့ဒေါသတင်မာကိုကြောက်လို့တူးထောက်တောင်းပန်ကြပါတော့တယ်။နတ်မင်းကြီးကအမတ်ကြီးကြောက်ချွန်ရဲ့နိုင်ငံတော်ပုံကံမှုနဲ့ဧကရစ်ငယ်ကိုလှုပ်ကြံမှုကြံစီမှုကိုဖော်ထုတ်လိုက်ပါတယ်။ကြောက်ချွန်ကအကြောက်လွန်ပြီးမိမဆိုးလျိုကအစိတ်ခတ်တာပါလို့လွှဲချပေမဲ့ဧကရစ်ငယ်ကသူ့ကိုယ်ပေါ်ကိုချက်ချင်းရှာဖွေခိုင်းလိုက်ပါတယ်
တက်တော်ဆောင်တွေကကြောက်ချွန်ရဲ့အဝတ်ထဲကအစိတ်ပလင်းနဲ့ပုံကန်စားတွေကိုရှာတွေ့သွားပြီးတက်တေခိုင်လုံးဖြစ်သွားပါတယ်။မေတော်ကြီးကဒေါသတကြီးနဲ့ကြောက်ချွန်ကိုအပြစ်ပေးဖို့အမိန့်ထုတ်လိုက်ချိန်မှာသူဟာသွေးတွေအံပြီးအရှုံးပေးလိုက်ရပါတယ်။ရှန်ယွန်ကနတ်ဖျားဟန်ဆောင်မှုကိုရပ်တန့်ပြီးသူ့ရဲ့မိန်းကလေးကျန်းဝမ်နင်းကိုခေါ်ဖို့အောက်ကိုဆင်းလာခဲ့ပါတယ်။လူအားလုံးကသူ့ကိုကောင်းကင်ဘုံကနတ်တမန်တော်အဖြစ်မှတ်ယူပြီးလမ်းဖယ်ပေးကဥညွှတ်ကြပါတယ်။ကျန်းဝမ်နင်းလက်ထဲကဓားလေးကိုညင်သားစွာဆွဲယူပြီးရှန်ယွန်ကသူ့မောက်ကိုနှွေးထွေးစွာပွေဖက်လိုက်ပါတယ်။ဝမ်နင်းကမျက်ရည်တွေနဲ့ရှန်ယွန်ကိုနောက်တစ်ကြိမ်ပြန်မတွေ့ရတော့ဘူးထင်ခဲ့တာလို့ပြောတဲ့အခါရှန်ယွန်ကသူ့မောက်ကိုကြက်ကြော်ကျွေးဖို့ခေါ်သွားမယ်လို့ချုံမော်လိုက်ပါတယ်။မေတော်ကြီးနဲ့ဧကရစ်ငယ်တို့ကနတ်တမန်ကိုကြောက်ရွံ့ယိုသေးလုံးလို့အကြီးဆုံးဆိုင်တော်နဲ့အဆင့်မြင့်ဆုံးပွဲထူးတွေကိုလက်ဆောင်ပေးပြီးတောင်းပန်ကြပါတယ်။ဒါပေမဲ့ရှန်ယွန်တို့ကစီးကမ်းမဖောက်ဖို့တတိပေးပြီးအတူတူထွက်ခွာသွားကြပါတယ်။၃ လအကြာမှာတော့ရှန်ယွန်နဲ့ဝမ်နင်းတို့ရဲ့ခေတ်ပေါ်စားတောက်ဆိုင်ကြီးဟာအထူးနာမည်ကြီးလာပြီးမူးမတ်တွေကရွှေတုံးတွေနဲ့ကြက်ကြော်ကိုကာကိုလာနဲ့တိုးသားကင်တွေကိုလူရက်ဝယ်ယူနေကြပါတယ်။မိဖို့ကြောင့်ထဲမှာရှန်ယွန်ကဟင်းချက်နေရင်ဝမ်နင်းကချွေးတုပ်ပေးကကြည်နူးစရာခိုက်တန့်လေးဖြစ်ပေါ်လာပါတယ်။ရှန်ယွန်ကသူမကိုရုပ်ရှင်သွားကြည့်ဖို့နဲ့ခေတ်သစ်ပစ္စည်းတွေသွားဝယ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဝမ်နင်းကအရာအလုံးဟာအိမ်မက်တစ်ခုလိုပဲလို့တွေးနေချိန်မှာရှန်ယွန်ကသူမကိုငရဲထိရောက်သွားရင်တောင်သွားကဲထုံးမှာပါလို့ဂရီပေးရင်နှစ်ယောက်သားခေတ်သစ်လမ်းမကြီးပေါ်လက်တွဲရှောက်လန်းသွားပါတော့တယ်